ဝေးချမ်းနေတဲ့သူတွေအတွက်စားလို့သင့်တော်မယ့်စနက်၃ခုကိုကျွန်တော်အကြံပေးသားပါမယ်။မင်္ဂလာပါ chest ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့လောလောကူရရှိနိုင်တဲ့ကျွန်တော်တို့ကြက်ဥပြုတ်ပါ။ကြက်ဥမှာပါဝင်တဲ့ protein ဓာတ်ကဗိုက်ပြည့်မှုကိုကြာရှည်ခံစေပါတယ်။ကြက်ဥပြုတ်တစ်လုံးဒါမှမဟုတ်တစ်လုံးစားလိုက်တာကတခြားပေါက်ကရ snack တွေတဲ့တင်ကိုပို့ပြီးအကျိုးရှိစေမှာပါ။နောက်တစ်ခုကတော့ကျွန်တော်တို့ကစုံပြုတ်နဲ့ပြာမှုပြုတ်ပါ။ဝေးချလို့ရှိရင် carbohydrate ကိုမစားရဘူးဆိုတဲ့စကားကြီးကိုမေ့လိုက်ကစုံနဲ့ပြာမှုမှာပါတဲ့ carbohydrate က complex carbohydrate မျိုးစားဖြစ်လို့ blood sugar level ကိုဖြည်းဖြည်းတက်စေပါတယ်။အမြင်တဲ့ fiber ဓာတ်တွေလည်းများလို့ဗိုက်လည်းတော်တော်နဲ့ပြင်မစားတော့ဘူး။ဒါပေမဲ့စီရီအများကြီးစားရီအများကြီးထည့်ပြီးတော့စားတာကိုတော့တတိပြုရပါမယ်။နောက်ဆုံးတစ်ခုကတော့ yogurt ပါ။ yogurt ကြီးပဲစားလို့ရတယ်လို့သူ့ပေါ်မှာတခြားအသီးနှံလေးတွေကိုစိတ်ပြီးတော့ထည့်ပြီးတော့လည်းစားလို့ဆင်ပြေပါတယ်။နောက်ပြီးတခြားအဆိပ်အဆန်လေးတွေကိုလည်းအနည်းငယ်ထည့်စားလို့ရပါတယ်။ဒီလိုရောစားတဲ့ကွန်ဘိုလေးကစားတာရတာလည်းရှိသလို nutrition လည်းအပြည့်ရပါတယ်။ဒါပေမဲ့တင်ချင်းကတော့ low fat yogurt ဖြစ်ရပါမယ်။ဒီဗီဒီယိုလေးအကျိုးရှိဆိုလို့ရှိရင်တန်ငယ်ချင်းတွေကို share သွားပေးပါ။ဒီမိတ်ဆွေတွေရောနေလက်ခင်းဖိုက်စားတဲ့အချိန်မှာ snack အနေနဲ့ဘာတွေစားဖြစ်လဲ။ comment မှာတခြားသူတွေသိအောင် sharing လုပ်သွားပေးလို့ရပါတယ်။ဆုံးဖြတ်ကြည့်ပေးရကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။